ပြန်ရမယ်ဆိုတဲ့တွေ့ငါလုံးသားတွေမှာရှင်တန်ချိန်တိုင်းအာသေးတွေ့အခါကပြန်မွေးခဲ့ခက်ခဲကြရတဲ့အခြေအနေမျိုးရှိနေလေဒုဘဝအတွက်ကျူသာရုံးကန်ရင်နေရတိုင်းမှာလောက်တာဝန်များကိုစီဘွားများရင်ကစိတ်ကူးအိမ်မက်တွေပေါ်ဆောင်ရင်တို့မျိုးနေမေယုံကြည်ရင်ဒီပေလေးရင်ကြည်ဖြတ်ခါဆွေတရားများနေတာနှလုံးအိမ်ထဲမှာတင်ကန်နေလေဒီတရားတွေနဲ့ဝေးကွာသူပြဆုံးရမယ်အချိန်လေးတစ်ခုကိုမျောကြည့်ရင်လေဒုဘဝအတွက်ကျူသာရုံးကန်ရင်နေရတိုင်းမှာလောက်တာဝန်များကိုစီဘွားများရင်ကစိတ်ကူးအိမ်မက်တွေပေါ်ဆောင်ရင်တို့မျိုးနေမေယုံကြည်ရင်ဒီပေလေးရင်ကြည်ဖြတ်ခါဆွေတရားများနေတာအလုံးအိမ်ထဲမှာတင်ကန်နေလေဒီတရားတွေနဲ့ဝေးကွာသူပြဆုံးရ